ဒီနေ့မှာတော့ဒါမနာရရှိမှာပြတော့ကျပါနေတယ်ပရဝါဆိုတဲ့ရရှိစကားကြီး pressure ရရှိနေတာပဲဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကသူတို့အခုဒါမဲ့တောက်ကြနေ28နေ့မှာရုပ်တင်မဲ့လို့သိရတယ်အဲ့တော့ဒီအခုရုံးမတင်ပါဘောတော့ကျွန်တော် pressure နဲ့မဲ့ဒီ information ပို့ပေးတယ်trader ကိုဒီထားအောင်လည်းကျေးဇူးအထူးပေးနေရှိပါတယ်အဲ့တော့ဒီအခု pressure ရရှိနေပြီဆိုတော့အပေါ်တက်မှာတော့သူတို့ကလည်းပြင်ဆင်ထားတယ်ပြီးတော့ဒီပွဲမှာဒီ animation တွေရောက်နေပြီဆိုတော့ကျွန်တော်တို့ episode လေးခိုင်းကြည့်ကြပါနိုင်ကြကြပေါ်မှာကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့ဟော vibe ပေါ်စံဝင်ပြောဒီမှာဆွဲလက်စော်တွေထုတ်လို့ရတဲ့ accessory တွေရှိတယ်ဟော vibe ဝင်ရမယ်ဆိုရင်ကျွန်တော်ဗတိုင်းပေါက်10အင်ကြီးရမယ်တော့ပြောထားတယ်နော်ဗတိုင်းပေါက်10ရပါမယ်ဖြစ်ပြီးတော့လူလိုမနေရတဲ့ဘဝတဲ့ဆိုင်ကျွန်တော်ချမ်းသာပြီးမှပဲအဲ့ငရဲကိုသွားလိုက်တော့အိပ်ပြန်နှုတ်ရလို့ပဲပြောအောင်လားမသိဘူးအစီတရေနနာပါဝတယ်ကုံလုံးမြင်နေရတယ်ဟာတီမင်းနှကန်းဝါကိုရောက်ပြီးတော့တက်ရှင်ခွင့်ရတယ်你以后怎么拿来来丢？阿达这样的在你们弄不所以呢，阿爸地拉到弄飞机。阿爸地拉说跑表来看咩？ငါးပါးဒီလာငါးပါးဒီလာမသိငါးပါးဒီလာမသိငါးပါးဒီလာမသိတတိတော်ထားတချို့လက်ဆောင်ကျိန်စာတွေဖြစ်နေတတ်တယ်ဒီစိတ်ကဖေဝိုင်းငရဲရောက်ပါလေမင်းကြောင့်ဘယ်သူမှဒုက္ခမရောက်ဘူးဆိုရင်အစ်စီပါနိုင်ရင်အိမ်ရှိကဖျက်ရှောက်လိုက်မိတည်သွားတဲ့သူကပီတိဝင်ပိုးပြီးတော့ဟာကိုတောက်ကြည့်ဟောအခေါင်းနဲ့တချို့ပြီးတော့ဟာအခါနဲ့တချို့ပြီးတော့အသေးချိုင်းမှာဘာရှိတရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်တက်လို့ရတယ်ကွာတက်တော့မှတချင်းနားထောင်လို့လည်းမရတော့ဘူးတချင်းမှဆိုလို့မရတော့ဘူး你这玩意儿在哭啥呢？啊，真是啊！你那卡边背的到底嘞？我爸爸，你呀的没米打住，你看老板搞我，快闪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 ！我干嘛？你把那个烟挂在那是，路说的在那挖呗是。差别没，我烟我多没给啥的呗。ဘာဖြစ်လို့ရွေးချယ်နေကြတာလဲသိလားလူသားစစ်လို့တနေ့ကျရင်မင်းတို့စီသူတို့ရောက်လာကြတယ်ဘန်ဒရိုကာရဲ့28ရက်နေ့ရုံးပြီးလက်ကြည့်ပြပါဦးခင်ဗျာရဲတို့ကကျွန်တော်တို့ဘန်ဒရိုရုပ်ရှင်ဇာတ်ကားယူ28ရက်နေ့မှာကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ုံတွေမှာပြသသွားတော့မှာပဲဖြစ်ပါတယ်ဟော်ရာကိုကြိုက်နေတဲ့ပရိသတ်တွေအကုန်ပြောရလို့ရှိရင်ကျွန်တော်တို့ဇာတ်ကားမှာဘာသာတရားအကြောင်းလေးလည်းဗာလဲ message ပေးထားတာဖြစ်တဲ့အတွက်အားလုံးပဲလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာတဒါဟုတ်ကဲ့ပါကြောက်ပါတော့အကုန်လုံးကောင်းပါတယ်ကားလည်းကောင်းပါတယ်နော်ပြေးကအားပေးဖို့ပဲလိုပါတယ်အားပေးကြပါလို့ပဲပြောချင်ပါတယ်နော်သားကျေးဇူးပါကျွန်တော်28ရက်နေ့အခုဒါမဲ့တောက်ကြနေမှာရုပ်တင်မဲ့ဘန်ဒရိုရုပ်ရှင်ဇာတ်ကားကြီးကို fresh show ကိုရောက်ပြီပေါ့နော်အဲ့တော့
ပြောရမယ်ဆိုဒီရုပ်ရှင်စကားပေါ့နော် horror fight နေရတယ်ပြီးတော့ horror fight ပဲမဟုတ်တော့တော့ကကျွန်တော်တခြားဒီ drama တွေပြီးတော့အားထားလေးတွေပြောနေတယ်ပေါ့ပါတယ်ပေါ့နော်ဒါပေမဲ့တစ်ခုပြောကြည့်တာကျွန်တော်ဘာလို့ဆိုတော့ PG တက်ပြီးဆိုတော့တတ်မှတ်တာနဲ့အဲ့လိုနည်းနည်းဖိနေဖွေရနေနေတော့ပါတယ်ပေါ့နော်အဲ့တော့ခလေးတွေအဲ့ဒါတေကောက်ရဲ join နေတဲ့တဲ့ဆိုရင်တော့ဒါကြည့်ကြဖို့ဖိတ်ခေါ်ကြပါမယ်အဲ့တော့ဒီ vlog လေးကိုအဆုံးထိလိုက်ကြည့်တဲ့လူတွေကတော့ကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာကြုံပြတွေ့ကြအောင် see you guys